တဲ့တင်မင်းညထုံကိုကျူးသားတယ်ဖူတောက်ကြဂျာဖြစ်ပြီးဟန်တာသွားတယ်ဗျတိုက်စစ်ကိုကနေပြီးတိုင်းဗျအခိုင်မေးဖော်စတာအောင်ကိုကျူးသားခဲ့ရပဲဖြစ်ပါတယ်ဖူတောက်ကြတရားကိုကြော်ထားသေးတယ်ဘိုးဘိုတင်းရဲ့တိုက်စစ်ပြန်လဲစတင်မှုဖြစ်ပါတယ်ဖူတောက်ကြတွဲလုံးကတော့လှတယ်ဗျဖူတောက်ကြပဲတော့ဘိုးတင်းမင်းဖူတောက်ကြပြေးထွက်သွားပြန်ပြီဗျပြီးသေးရဲ့ဗျဖူတောက်ကြပဲကြောင်ပြတယ်အေရတဲ့ထိဝင်ရောက်လာပြီဖူတောက်ကြလက်ကန်လာတယ်တော့ကြရဲ့ဆုံးဖြတ်ချက်ကတော့တကယ်ကိုကောင်းမွန်ခဲ့တာပဲဖြစ်ပါတယ်ဒေါ်ရီဘမအောင်ကိုလည်းရဲ့ဘယ်ဘက်ဝေးတိုင်ကိုကံမယ်လို့ထင်မှတ်ခဲ့ပေမဲ့ဖူတောက်ကြသူရဲ့ချိုးပြီးတော့ကန်တဲ့ကန်ချက်ကတော့တကယ်ကိုအလင်းငိုင်းဒီကျေအရီကဒူနာတဲ့ကန်ချက်ကိုတော့ကုသမကောက်ဝင်နိုင်ခဲ့ရလဲဖြစ်ပါတယ်ခိုင်မချေရတဲ့ area ထဲမှာပဲထမထားပြီးတဲ့ဖူတောက်ကြကိုဘော်ဒီပေါ်သားကြီး40မိနစ်မှာတော့ဒုတိယမြောက်ဦးဆောင်ကိုဖိုးတောက်ကြသူ့ကိုသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဖိုးတောက်ကြတနင်္ဂနွေနေ့မှာတော့သူ့ရဲ့ပထမဆုံးတကုံပေါ်တင်တော့မြန်မာ National League သွင်းကိုမြင်တွေ့ခဲ့တဲ့အတိုင်းပဲခေါင်းတိုက်အဆုံးတက်ပြီးတော့သူ့ကိုပေးသွားနိုင်ခဲ့ရလည်းဖြစ်ပါတယ်နေတကုံပေါ်တင်ရဲ့တိုက်စစ်မှာခြေစွမ်းပြနေခဲ့တဲ့ဖိုးတောက်ကြသူ့ရဲ့ခြေစွမ်းနဲ့ထိုက်တယ်နဲ့သွင်းကိုတကူတော့ဂိုင်းမချေရဲ့ပြပမှုတစ်ခုကနေမောင်ရင်မရှိခေါင်းတိုက်အဆုံးတက်ပြီးတော့ဒီခုလိုပဲသူ့ရဲ့မြန်မာ National League ဂုံပေါ်တင်တဲ့ပထမဆုံးသွင်းကိုတော့ဒီနေ့တနင်္ဂနွေနေ့မှာပဲဖိုးတောက်ကြသူ့ကိုပေးသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဂုံပေါ်တင်ဒီရလက်ကိုဆက်လက်ထိထိသွားနိုင်မလားမဟာတင်ရမယ်ပြန်လာနိုင်မလားဆိုတော့ကျွန်တော်တို့လက်ကျပေါ်သားချင်းဒီမှာတော့ဒီမေဖိုးတောက်ကြချူပေးရတယ်ဂုံပေါ်တင်ရလိုက်မြဖိုးတောက်ကြလိုက်နေမြဖိုးတောက်ကြပဲဘေဂျန်နီသူဆွဲဝင်လာမြဖိုးတောက်ကြကန်ချက်ကတော့ကောင်းခဲ့ပေမဲ့ဒီမှာတော့ကျွန်တော်တို့ဖြစ်နေအတိမပြူရမယ့်ကစားမတစ်ခုဖြစ်ကတော့ပိုးတော့ကြရှိနေပြီးတော့ဒီကုန်းပေါ်တင်မြင်မြန်နဲ့ပြင်မတင်အခန်းစစ်ကိုပွဲချိန်ပြေဒုက္ခပေးနေခဲ့တဲ့ဖူတောက်ကြဒီနေ့အဆိုင်တွေ့နေမြဖူတောက်ကြဖူတောက်ကြပဲရသေးတယ်ဖူတောက်ကြလက်ကန်လာတယ်ဒီကောင်းမွန်တဲ့ကန်ချက်တစ်ခုကိုတော့ဖူတောက်ကြပြလို့သွားခဲ့ပြန်ပြီပဲဖြစ်တယ်ခင်ဗျာဒီနေ့မှာဒီကုန်းမိုးတင်းအတွက်ဒုတိယမြောက်တွင်းကိုသွင်းပေးခဲ့တဲ့ဖိုးတောက်ကြဒီချိန်မှာလဲကုန်းမိုးတင်းအနိုင်ဖုံးမှုတိကျသေးမဲ့တွင်းကိုတော့မြင်တွေ့ရတဲ့ပုံစံတိုင်းပဲဂေကိုလှလှပပအဆုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်ကုဆက်ဝရင်ဒီနေ့မှာတော့ဒီကုန်းမိုးတင်းရဲ့အကောင်းဆုံးသောကစားသမားတို့ကိုညှို့ဆိုပါဆိုလို့ရှိရင်တော့လက်ရှိဂိုးသွင်းသွားတဲ့ဖိုးတောက်ကြကိုတော့ကျွန်တော်တို့မဖြစ်မနေတတ်မှတ်မှာပဲဖြစ်ပါတယ်ဘဝရကွန်မြန်ဖိုးရင်နေ့တင်းခွေနေ့မှာတော့ကောင်းသောခြေသွမ်းပြနေတဲ့သူကတော့ဒီကုန်းပေါ်တင်းရဲ့ဖိုးတောက်ကြဖြစ်နေရလဲဖြစ်ပါတယ်။ကဲကိုကောင်းမွန်တဲ့မိုင်းမှာဒီကုန်းပေါ်တင်းရဲ့ဖတ်တဲ့ဖီယာပေးမှုတွေကြောင့်ကျွန်တော်တို့ဝစီအောင်အေးဆက်နေခဲ့ပြီမဲ့လေဖိုးတောက်ကြပြခောက်တိုင်းဖိုးတောက်ကြပဲဝင်လာတယ်ဖိုးတောက်ကြပဲ